မင်းကလေးရဲ့အမေကမုတ်ပေါင်းဆိုင်ကဆိုင်ဖွင့်ထားသူပါအဲ့ဒီမုတ်ပေါင်းတွေမှာထူးခြားတဲ့အနံ့မွေးတစ်မျိုးရှိပြီးနေ့တိုင်းဖောက်တဲ့အမြောက်ကြီးဆွဲဆောင်နိုင်ခဲ့ပါတယ်မင်းကလေးကမုတ်ပေါင်းရဲ့အရာတာကိုအရင်စိတ်ဝင်စားခဲ့ပေမဲ့အမေကမိဖို့ကြောင့်လည်းဝင်ခွင့်မပေးရောက်နေမကမုတ်ပေါင်းကိုတောင်တစ်ခါမှမစားခိုင်းခဲ့ပါဘူးဖောက်တဲ့အချို့ကပတ်စံပေးပြီးအမေရဲ့မိဖို့ကြောင့်ကိုလာချိချင်ကြပါတယ်ဒါပေမဲ့အမေကသူတို့ကိုမိဖို့ကြောင့်လည်းခေါ်သွားခဲ့အခါတိုင်းအတွင်းဘက်ကထူးဆန်းတဲ့အတန်းတွေထွက်ပေါ်လာတတ်ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီလူတွေအားလုံးပျောက်ဆုံးသွားကြပါတယ်လူတယောက်ပျောက်ဆုံးသွားတိုင်းအမေလှုပ်တဲ့မုတ်ပေါင်းတွေကပိုပြီးအနက်မွေးလာတတ်ပါတယ်။မင်းကလေးကြီးလာတာနဲ့အမျှမုတ်ပေါင်းရဲ့အရောတာကိုပိုပြီးသိကျင်လာခဲ့ပါတယ်။ဒါကြောင့်ဖောက်တဲ့တယောက်စီကပစံပေးပြီးမုတ်ပေါင်းတစ်လုံးဝယ်ယူလိုက်ပါတယ်။မုတ်ပေါင်းကိုစားတော့မယ့်အချိန်မှာပဲအမေကပေါ်လာပြီးချက်ချင်းတားဆီးလိုက်ပါတယ်။မင်းကလေးကမုတ်ပေါင်းအတွင်းကအစာဘာထက်လဲဆိုတာကိုသိကျင်လွန်လို့မေးတဲ့အခါအမေကဝတ်သားအစာပါလို့ဖြေခဲ့ပါတယ်။ဒါပေမဲ့မင်းကလေးကအနီးအနားကဝတ်သားရောင်းသူတွေကိုမေးပြီးသားဖြစ်ပြီးအမေကိုဝတ်သားဝေလာတာတခါမှမတွေ့ဘူးကြပါဘူး။အဲ့ဒီအချိန်မှာအမေကတိတာစွာစိတ်လှုပ်ရှားလာပြီးမင်းကလေးကိုနေမကြီးစားရှိလာတဲ့နေကြရင်အမှန်တရားကိုပြောပြမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီညမှာမင်းကလေးကမိဖို့ချောင်းကိုမသွားဘဲမနေနိုင်တော့ပါဘူး။အမေကနောက်နေ့အတွက်မုတ်ပေါင်းအစာကိုပြင်ဆင်နေပြီးမိဖို့ချောင်းသားမှာခရမ်းကျင်သီးရည်လိုအရည်နီးတွေကတ်နေပါတယ်။အမေကမင်းကလေးကိုအမြင်အိပ်ယာဝင်ဖို့အရေးတကြီးပြောခဲ့ပါတယ်။မင်းကလေးထွက်ခါနီးမှာပဲထူးဆန်းတဲ့အတန်းကိုထပ်ကြားလိုက်ရပါတယ်။အမေကမိဖို့ချောင်းထဲမှာကြွက်တွေရှိလို့ပါလို့အလင်းမြန်ရှင်းပြခဲ့ပါတယ်။ဒါကမုတ်ပေါင်းရဲ့လေးရုပ်ချက်ကိုသိကျင်စိတ်ကိုမင်းကလေးအတွက်ပိုပြီးပြင်းထန်သေးခဲ့ပါတယ်။နောက်နေ့မှာတော့မင်းကလေးကပတ်စံပေးပြီးရီးစားတစ်ယောက်ငှားလိုက်ပါတယ်။အမေကအဲ့ဒီလူကိုမြင်လိုက်တဲ့အခါထူးဆန်းတဲ့အပြုံးတစ်ခုပြုံးပြလိုက်ပါတယ်။အစားအစာစားချိန်မှာအမေကသူမရဲ့နာမည်ကြီးမုတ်ပေါင်းတွေကိုပြုလုပ်ပေးခဲ့ပါတယ်။မင်းကလေးကအယမ်းကိုအံ့ဩသွားပါတယ်။အကြောင်းကအမေကမုတ်ပေါင်းတွေကိုအပြင်လူတွေအတွက်ပဲလှုပ်တာလို့ပြောထားခဲ့လို့ပါ။အဲ့ဒီအချိန်မှာတော့အမေကဘာမှမရှင်းပြခဲ့ပါဘူး။အမေကမင်းကလေးကိုတောက်စရာတစ်ခွက်ထည့်ပေးခဲ့ပြီးတောက်ပြီးမကြခင်မင်းကလေးဟာခေါင်းမူလာပါတယ်ခဏကြာမှတော့စပွဲပေါ်မှာပဲလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအမေကမင်းကလေးရဲ့ရီးစားကိုမိဖို့ကြောင့်လာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရီးစားကလည်းမစင်စားပဲသဘောတူလိုက်ပါတယ်မင်းကလေးနိုးလာတဲ့အခါအနားမှာဘယ်သူမှမရှိတော့ပေမဲ့မိဖို့ကြောင့်ပဲကအတိုင်းတွေကိုကြားနေရပါတယ်မိဖို့ကြောင့်တွေကိုဝင်သွားချိန်မှာတော့မျက်စိရှိကမြင်လိုက်ရတဲ့အခြေအနေက